ကောင်းပါအားလုံးပဲမင်္ဂလာပါဒါကတော့ကျွန်တော်တို့ဆွေကဘတောင်ချီအစီအပဲမဟုတ်ပါစတဲ့တက်တော့မဲ့အခြေအနေပဲဖြစ်ပါတယ်ခင်ဗျာပြီးတော့ကျွန်တော်တို့မတက်ခင်မှာတောင်နဲ့ဆိုင်ရာပိုင်ရာတွေကိုဆေးလဲကုန်းတို့ဖြင့်အယူသေးပေးခဲ့ပါတယ်ခေမကြီးရကျွန်တော်ခုရောက်လာတော့ပါတခြားတောင်ချီဟာအဲ့ဒါကောင်းမှုတောင်တော့တော့မရသေးတယ်ဒီကောင်ဟုတ်ပြီနော်တောင်တော့မရသေးဒါတော့ပေါ်စီကနေမရတဲ့လူပါပဲဗျာဘူးတောင်းသွားမဲ့လမ်းကြောင်းတော့နောက်တစ်ခွင်းဆိုတော့ကဲလိုက်လို့ရှိဒီမှာလမ်းဒီလမ်းကဘာမှမရှိဘူးဒီတန်းလမ်းဒီလမ်းကဘာမှမရှိတက်တာလမ်းကိုဖြစ်နေတာပဲနော်တက်လမ်းဖြစ်တက်လမ်းကြီးဟာမရှိတော့ဝင်ကြည့်ဟဲ့ခီးကြတယ်အခုကျတော့တွားခြင်းနဲ့ငါတို့ဘုရားကိုကြောင်းတော့မယ်အဲ့ဒါကကိုဒီမှာရောက်နေပြီတော့ကဲမိုးရပြီးနေတော့တယ်ပန်းနေတော်တော်လာဇော်တော့ပန်းဒါကြောင့်ဓာတ်ပုံမလိုက်တိုက်စားလေးစီပါအဲ့ဒါဒီမှာဟိုလေးပေါ့ဘာမှ我想一起批着，发现大概就下档。等一下，这边发标进来，啊，你提上羊的发标进来。
ဘာပြောချင်လဲဒီကြောင်ရတယ် ပြောချင်တော့ဒီကူးရောနည်းနည်းပူတော့ နော်ပူတော့တူလိုက် လိုက် ကျွန်တော်ဒါတားခဲ့စားမယ်ဟောအခုကျော်ရှင်းလာပြီရှင်းလာတဲ့နေရာမှာလမ်းကိုတူဘာနဲ့ပဲရုပ်နေလာကြတော့ဝင်ကြလာတာ ထင်တာတော့ဝိဇ္ဇာညီနောင်လှိုင်ကူထင်တာပဲ နော်ဟုတ်ဝိဇ္ဇာညီနောင်ဝိဇ္ဇာညီနောင်ဝိဇ္ဇာညီနောင်ကောင်တော်သေးမယ်တင်တယ်ကျွန်တော်ကဒီဆောက်တော့ဘူးခါတော့တင်နာမှာပဲလားစီကွန်း ဒီပုံမှာပေါ့ ဝိဇ္ဇာညီနောင်တော့ကျတာသူတို့နေဟုတ်ကဲ့ဒီအပြင်ထွက်ရပါလို့ရှိရင်ကောင်းရမလာလေကနေ ဒီလာပါခင်ဗျာကျွန်တော်တို့အိမ်မှာလေးပြင်းနေတယ်လို့လည်းအပြင်းစောက်ရအောင်ကောင်းဒါကတည်းကတင်တာပဲနော်ပြင်လို့ရညီနေတာပဲ ဒီပါဒါတော့အပြင်ဘက်ကြည့်ရရင်ဒီဟိုမှာကကြောက်ကလက်ဟိုကောင်ကချစ်သူများတော့ကြည့်ရ ချေ ချစ်သူများကြီးကစားတယ်ကို ချေပဲ နော်နေကြပြန်ဟိုနေစကင်ဆွေးပြန်တယ်ချစ်သူများစကင်ဟိုမှာချစ်သူများဟိုမှာကကြောက်ကလက်ဟိုမှာတန်လည်းမြတ်တော့ကျုံးကနှစ်ခုတော့တန်လည်းမြတ်နောက်ပိုင်းကျဒီတိုးလာအောင်မြတ်နော်မင်းအဲ့ဒီကျုံးလည်းကျွန်တော်တော့အောင် ဟိုးငါတို့ဇရွတ်တော်ဖြစ်ပါလေ ဟုတ် ဟုတ်ဇရွတ်ဖျားဖြစ်ပါလေ ကဲပြတ်သွားတော့မယ် ပြန်နင်းပြန်နော်လိုက်ရင်ကွာတယ်မော ငါတို့ဂျင်းမကစားလေကွာရေဘူးပဲမရတော့ဂျင်းစား ညာဒီပေါ်တော့ပတ်ပြီးတော့သွားတယ်ဒီပေါ်မှာ မဟုတ်ဘူးတရားမဟုတ်ဘူးတရားမဟုတ်တယ်တက်တော့နော် ကျတော့ ဒီအောင်ရဲ့တက်တောင်းတော့စားရတယ် ဟိုးရင်တော့ချောကြဒီနေရာရဲ့သိမှာဟိုကဖက်နဲ့ကောင်းအောင်လို့ချောမကြတော့ မိုးရသေးတယ် အာညာပြောလိုက်ဒီညာ ကျွန်တော်တက်တက်နေစားလို့ရှိတယ် ဟောလေโอเคတော့ nice view I'm seeing your legend ဟောအေးငါရဒီနေရာကြီးမမြွိုင်းအေးဘူးငကန်တော့
အခုချိန်ကတော့နောက်ဆုံး target ကိုစတင်တက်နေပြီဖြစ်ပါတယ် 6ပြီ yes ပြီးနားလို့မရအောင်နော်ဟုတ်နိုင်မရောက်တော့၄နိုင်ဒါပဲလေ၄နိုင်15ဒါပဲလူချင်တာအဲ့ဒါပဲအခုဆက်စစ်လေခုနက15ရောက်တော့ အဲ့ဒါဆိုရင်ပြန်ခက်မှန်းလားခက်လာဆက်တိထားတယ်9နိုင်နောက်ပတ်တိရတော့9နိုင် ကတိရမှန်းတယ်ပေါ့ ကတော့ဒါပါကြီးလေကတော့ ဟုတ်တယ်ဒါကတော့ကျော်တို့ညဘက်မီလို့အတွက်ထင်းကိုအောင်ဆင်ပြီးတော့ကျော်တို့တွားယူရတာဖြစ်ပါတယ်ဒါနဲ့အလားနေဝင်စည်းစားကိုလည်းတခါတည်းခံစားခဲ့ပါတယ် အားတော့မီးဖို့အလုံးတာတော့မှတ်မိရဆိုနောက်ကစားပဲမမှတ်မိရဆိုတော့ဒါမီးဖို့အလုံးနေတာဟာညာဆိုတော့မီးဖို့ယူရတယ်အမှန်မြင်ခုဆိုနေရမှာအရှိုးတိတ်ပြရမှာအရှိုးရပါနိုင်လေဆိုတာအရှိုး ရပါတော့စားဝင်လိုက်မယ်စားဝင်လိုက်ဘာစားတွေ့ရမလဲဆိုအန်ကြီးအဲ့ရကျုံးစရာတွေ့ရမှာပထမဆုံးဘာညာပြီးဆလူအဲ့ရတွေ့ရအမေရိကန်လေးကိုတွေ့ရဆလူအဲ့အမေရိကန်ကြီးဒီတရားလဲဆိုတော့မမပြုတ်ဦးတွေ့ရမယ်အဲမှာဘာညာဆိုရင်တော့ကြိုင်တော့လည်းအခုကတော့မနှခွတ်မြူဆွန်လေးပါညာစီဆောင်နေဆိုတော့ကြိုင်တော့ ကျတယ်အားထင်းလို့လည်းကျတယ် ဒီဖလိုင်းတော့ပြောပြ ဒါကတော့နောက်တစ်နေ့မနက်ခင်းပေါ့ဗျာ
က်ပိုင်းတစ်ချက်တော့တောင်ပေါ်မှာတော့အများအပြားအေးလေးရှိပါတယ်ဒါပေမဲ့ဆောင်းကိုပြတော့မဲ့အတွက်ကြောင့်အရန်အေးတာလည်းမဟုတ်ဘူးအေးတင်တော့တော့ဒီပါ အဲ့ဒီဒီကိုရတဲ့ ရတာ so good ဟုတ်ကဲ့အခုတော့ရေလိုတော့ရေတက်တယ်ကျွန်တော်အပေါ်မှာရောက်တော့ခံစားမိတာတစ်ခုကဘွားကီတစ်ခုလိုပဲအမြင့်ဆုံးတစ်နေရာကိုကျွန်တော်တို့တွားရင်ရောက်နိုင်တယ်ဒါပေမဲ့အဲ့ဒီအမြင့်တစ်နေရာမှာရေရှည်ဘယ်လိုနေရမလဲဆိုတော့နီလန်တော့အတွေ့အကြုံတွေကတော့စီးတင်တယ်ဒါမှမဟုတ်အပေါ်မှာအချာကျွန်တော်တို့မရက်တည်နိုင်ဘူးဒီစီနိုင်ဘူးဖြစ်နေလိုက်မှာပေါ့ ကျွန်တော်မနက်ခင်း7 နာရီမှာဆိုရင်တော့ပြင်ကျွန်တော်တို့ပြန်ဆင်းဖို့ပြင်ဆင်နေပြီဖြစ်ပါတယ်တိပါတယ်ကွာဒီမှာဗီဒီယိုမှာမှတ်တမ်းတင်မှုအဖြစ်ပြောတာနေလောက်ပြီမင်းအဲ့ဒါပဲလိုက်ဖြတ်နေအစိမ့်ညင်နေအခုပြန်တော့မှာဖြစ်ပါတယ်ပေါ့နော် ဒါပဲ ပြန် တော့ တော့ ဒါအမိုင်းတို့ပြန်ပြီးတော့ပြန်ဆဲပြန်ယူပါမယ်လောကမချန်တာတင်ဘူး တော့ပေါ့ခုကျွန်တော်ပြန်မဲ့ location တစ်ပတ်လောက်ရိုက်ပြတယ်ပြန်မဲ့ location ကတော့ဒီချိန်ဖြစ်သွားတယ်ပေါ့နော်နေကိုကြည့်မယ်ဆိုဘယ်လောက်စီရနေကြည့်လိုက်အဲ့လောက်စီနေတောင်ပေါ်ရောက်နေဟမ်ဟုတ်ပါ မနက်9နာရီပြန်ဆဲ 9 နာရီခွဲနေပြီအောင်ညပိုင်းမတွေ့ရဆိုမကြောက်ပါဘူးကိုယ်နဲ့လမ်းတုံးနေပါတယ်ကြည့်အောင်ဘာမှမရှိဘူးကြောက် ကျွန်တော်ပြန်လန်းခီးမှာပေါ့နော်ဒီဖျားလာတဲ့ကနေမဝင်ရသေးတဲ့အတွက်ကိုကျွန်တော်ပြန်လန်းခီးမှာဝင်မှုကြိုးစားခဲ့ပါတယ်ဒါကောင်းကျွန်တော်အဲ့ဒီကိုဒီမှာချသွားတော့ဗာကြောက်လို့ဆိုတော့တင်မလာတော့ဒီမြင်တွေ့ရမလားတင်မလာတော့အဲ့တော့ပိတ်တာတော့စီကြီးအောင်ခင်ဗျာမိုက်ထုတ်ပါတော့သဘောလားတော်သားတွေသဘောပေါက်လားတော်သားကြီးอ่ะတော်မဲလို့တော်သားလေးလည်းဘယ်လိုပဲကြာပြီးထောက်ပါ့လဲတော်သားလေးပြင်နေတော့တော်သားဆောင်းရတက်တော့လက်ရင်တော့ရှိလင်ကားမရှိဘူးသူကအရင်တော့ချုံပူထူပြီးနေပူသွားပါတယ်အရင်ဒီအောက်မှာကျွန်တော်အရင်ဒီအောက်မှာကျွန်တော် ဘုနာတော့တော့တင်ရတယ် စီရောနော်ချုံထူသွားပါဘောနော်ဟိုးမှာဆိုရင်တော့ သူတို့တိုင်းလောက် ပြန်မယ်ဟောအရင်ကတော့ဒီအောက်မှာရရမှာစ
စီကွက်တွေပါလာလေချင်းဘရစလူရကျော်စကန်ချမနေပါညောရှုပ်လိုက်ရ ကြောက်စီဝေးရတော့ပြန်လဲလာ တော်သေးကြီးရတာကြည့်တယ် မှန်မှန်မှန် ဖီလင်းတော်တယ်ဖီလင်းမှာကြုံသွားပြီးရော ဒီကအခုကြောက်ခုနကငါတို့မဟုတ်စုညီနောင်ပါညောင်းလဲလို့ညောင်းစီလို့ညောင်းနောက်ဆက်လာလို့နဲ့ဆိုပြီးထောင်းလာအခုကျတော့ဇွေးမဲတောင်းနောက်တလန်းပြန်ကြနောက်တလန်းနဲ့ဇွေးမဲတောင်းတက်မှာဒီလန်းလန်းတွေ့ပါအောက်လန်းဆင်းသွားတော့ကျောင်းလန်းဒီပေါ်လန်းလန်းမှာ ဟာစွင်းတောင်တဲ့ကိုကျွန်တော်နီးကပ်နေပါပြီကျွန်တော်ဇေယျတော့ပြန်ရောက်ဖို့တော်လေးနီးကပ်နေပါပြီမဒါပေမဲ့တော့လူတွေအောင်တွေ့နေရလူတွေရောတွေ့နေရစွင်းတောင်စီကိုပြန်နေတာဖြစ်ပါတယ်တောင်တန်းကနေစလူပါပြောချင်နေရโอเค ဒီတောင်းဝင် โอเค ဒီပဲတားရပါတော့ဆိုတော့ ရောက်မှာအစီရောတိုင်ရတာအနောက်ပေါက်အစီပေါက်ရောက်မှာနော် အဲ့ဒါတော့ကောင်းတယ်မောလား ဟွန်းဘင်းများ ပုံရအုပ်ပြန်တယ် အခုကျွန်တော်ဇေယျတောင်ထဲရောရောက်စီပြီကျွန်တော်ဖြတ်ကျော်ခဲ့တဲ့ဟိုမှာငါလိုဖို့တောင်းအောင်တောင်းလေးလောတော့တွေ့ရတယ်ဒီမှာတော့ငါလို့တယ်နော်ငါလို့ ဟိုးမနာလို့ဟိုးမနာလို့နောက်ဆုံးတော့1 2 3 4ဒီတော့9လုံးတော့မသိနော်တော်စီပြီ ဒါကျွန်တော်ရှင်တန်းစင်တော့ငါပြီးတော့ ဒီအိပ်ပါတယ်ဒီမှာ ကျွန်တော်တို့တွေခဏအဲ့ပြီးတော့ဘုရားကြီးတွေပေါ်မှာဟိုတော့ကျွန်တော်တို့ဘုရားကြီးပေါ်ဟိုတက်ပြီးတော့ခဏလေးခံစားကြပါမယ်ဟာ လူတော့များပါတယ်ဒီနေ့ကျတော့အားလုံးပဲကျွန်တော်တို့အခုဒီရဲအိပ်ပါပြီ RCC နဲ့လက်စင်းပါတော့ပဲ RCC နဲ့ဒါပဲဒီနေ့ဟိုစားတန်ကားတော့တားများနော်ဘယ်ရတော့ဆိုင်တော့မတန်မဲ့ဟာဒီမှာပေါ့ဒီခံပြီးကြည့်ပြီးတော့လက်စင်းပါတော့ စားရတော့လေကျန်တော့ကိုယ်ရ我来打呗，啊，把它给我玩这个，啊不对，
ပွင့်လာပန်းလာဒီဒီမဲ့ပွင့် ပွင့်လာပွင့်ပွင့်လာတာလေ လုံးလေးတော့ဒီမှာကျွန်တော်တို့မနေ့တော့ကကိုယ်ခဲတဲ့လမ်းကြီးရောက်ပြီ။တို့ကျွန်တော်တို့ဆင်းလာတာဟိုဆွဲတော့စံတော်စင်ဆွဲကမင်းတောင်ရနေဆင်းလာတယ်လမ်းတော့မတူဒီမှာကြောက်ကြောက်နေရှိတယ်ကွာ ဒီနေရာရောက်တော့ဒါကတဝက်ချိုးနေပြီပြောအောင်နော် อืม ဒီနေရာတဝက်ဒီဆွဲကပင်မောင်ရဲ့အစီပါတောင်းဒီကောင်တဝက်လို့ပြောနေတဝက်ရောက်ပြီးတော့အဲ့ဒီမှာမောကတစ်ခုတွေ့တယ်အဲ့မှာမောကတွေ့ရင်ချိုးရင်တော့နော်လို့ဘုတော့